ဈေးချပြီးရောင်းတာတော့ဘယ်သူမှမဝယ်ကြဘူးဆိုရင်ဈေးကိုနှစ်ဆတင်ပြီးရောင်းတာအခါတလေမှာကျွန်တော်တို့ဈေးချရောင်းလိုက်တာကဝယ်သူတွေရဲ့စိတ်ထဲမှာဒီပစ္စည်းကမကောင်းလို့ဒါမှမဟုတ်လေရောင်းမထွက်လို့သူတို့တွေကဈေးချရောင်းတာလို့ထင်သွားတတ်ကြတယ်ကမ္ဘာကျော်စိတ်ပညာရှင် Robert Cialdini ကဈေးနှစ်ဆတင်ရောင်းတာနဲ့ပတ်သက်ပြီးတော့ဖြစ်ရလေးတစ်ခုကိုဥပမာပေးထားရှိတယ်။ယေတနာဆိုင်ပိုင်ရှင်တယောက်ကသူ့ရဲ့ဆိုင်မှာကြောက်မြတ်ယေတနာတွေဈေးလျှော့ရောင်းတာတော့ရောင်းမထွက်လို့စိတ်ပြက်ပြီးတော့သူ့ရဲ့ဝန်ထမ်းကိုပေါ့နော်ဈေးကိုထက်ဝက်ချပြီးရောင်းလိုက်လို့ပြောလိုက်တာဒါပေမဲ့ဝန်ထမ်းကအထင်မှားပြီးတော့အဲ့ဒီဈေးကိုနှစ်ဆလောက်ကောက်တင်ပြီးတော့ရောင်းပလိုက်တယ်။အန်ဟောစရာကောင်းတာကအရင်ကတယောက်မှမဝယ်တဲ့ဒီကြောက်မြတ်ယေတနာတွေကတခဏလေးအတွင်းမှာအကုန်လုံးရောင်းထက်သွားတယ်။ဘာကြောင့်လဲဆိုရင်ဝယ်သူတွေကဈေးကြီးတာဖြစ်တဲ့အတွက်ဒီကြောက်မြတ်တွေကအရေးသွေးကောင်းမှာပဲအရေးပြည့်မိမှာပဲလို့အလိုလိုယုံကြည်သွားကြလို့ဖြစ်ပါတယ်တဲ့အခုကြည့်နေတဲ့လူကြီးမင်းနေနေလည်းကိုယ့်ရဲ့ကွန်ပစ္စည်းတွေကရောင်းမထွက်ဘူးဆိုရင်ဈေးလျှော့ဖို့အရင်မစင်းစားပါနဲ့ဒီနေ့ကာလမှာကဈေးကိုပို့တိုးပြီးရောင်းမယ်ဆိုရင်နည်းနည်း short ရှိနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကိုကဘာလုပ်ရမလဲဆိုရင် value added လို့ခေါ်တဲ့ဒီကွန်ပစ္စည်းနဲ့တွဲပြီးတော့လက်ဆောင်ဘာတွေပေးလို့ရမလဲဒါမှမဟုတ် packaging ကိုဘယ်လိုကောင်းအောင်လုပ်လို့ရမလဲနောက်တစ်မျိုးက customer service ကိုအရင်ထက်ပို့ပြီးတော့ကောင်းအောင်ပေးတာဒါမျိုးတွေလုပ်ပြီးတော့ကိုယ့်ရဲ့ဈေးကိုနှစ်ဆလောက်မြင့်ပြီးရောင်းကြည့်ပါငကိုထက်ပို့ပြီးတော့ရောင်းရတာကိုတွေ့ရပါလိမ့်မယ်အခုကျွန်တော်ပြောသွားတဲ့နီလန်းကလုပ်ငန်းတိုင်းအတွက်အလုပ်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်အဲ့တော့ကိုလုံးနေတဲ့လုပ်ငန်းကိုကိုမတ်မှာမှန်းခဲ့ပေးပါဘယ်လုပ်ငန်းတွေကအလုပ်ဖြစ်လဲဘယ်လုပ်ငန်းတွေကအလုပ်မဖြစ်ဘူးလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့ဖြေပေးမှာဖြစ်ပါတယ်ရောင်း60ချဲလိုက်ရင် day 8ဖြစ်ပါတယ်ကျွန်တော်လင်းထပ်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်